လူတွေအရက်မူးလာတဲ့အခါဘာကြောင့်စိတ်လွတ်ကိုလွတ်ဖြစ်သွားကြတာလဲပုံမှန်တိုင်းစကားပြောနေရင်ကနေသူတို့တခါမှထုတ်မပြောဘူးတဲ့လျှို့ဝှက်ချက်တွေခံစားချက်တွေနဲ့ဖုံးကွယ်ထားတဲ့အတွေးတွေကိုရုတ်တရက်ထုတ်ပြောလာကြပါတယ်ဒါဟာအရက်ကတင့်အုံနောက်ရဲ့မိမိကိုယ်ကိုထိန်းချုပ်တဲ့စနစ် self control system ကိုအားနည်းတော့အောင်လုပ်လိုက်လို့ဖြစ်ပါတယ်အဲ့ဒီစနစ်ဟာစကလုံးတွေကိုစစ်ထုတ်ပေးပြီးစိတ်လိုက်မှန်ပါဖြစ်မှုတွေကိုထိန်းချုပ်ပေးတဲ့အပိုင်းပါထိန်းချုပ်မှုရုပ်ရော့သွားတဲ့အခါတင်းရဲ့ပဂတိအတွေးတွေကအလွယ်တကူထွက်လာပါတော့တယ်ဒါဟာအတွေးတွေကိုဖန်တီးပေးတာမဟုတ်ပဲယင်းထဲမှာရှိနေပြီးသားအရာတွေကိုပေါ်ထုတ်လိုက်တာတက်တက်ပဲဖြစ်ပါတယ်ဒါကြောင့်လေမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကအရေးကြီးတာပါအဲ့ဒီထိန်းချုပ်မှုမရှိရင်တင်းစိတ်ထဲရှိသမျှအကုန်ပြောမိသွားနိုင်ပြီးအရာအလုံးကတော့ထုတ်ပြောဖို့မတင်တော့ပါဘူး